ကဘာဦးကလူသားဘီလူကြီးများကဘာသမိုင်းမှာပျောက်ဆုံးနေတဲ့အရက်ပေ20ကျော်လူကောင်းကြီးလေးတကယ်ရှိခဲ့သလားဒန်ဒါကြီးလားအမှန်တရားလားဆိုတာကိုစက္ကန့်60အတွင်းကြည့်လိုက်ရအောင်ကဘာအနံကတတ်တယ်များဂရိဒန်ဒါကြီးကတိုက်တန်စ်တွေနဲ့တမချန်းစာတွေကနေဖီလမ်တွေနဲ့မြန်မာရာဇဝင်တွေကလူတန်ကြီးတွေအကြောင်းဟာတိုက်ဆိုင်မှုတတ်တတ်မဟုတ်နိုင်ပါဘူးထူးခြားတဲ့တွေ့ရှိမှုတောင်အာဖရိကမှာတွေ့ရတဲ့လေးပေနီးပါးရှိတဲ့လူသားခြေရာပုံစံကြောက်ဖြည့်ရုပ်ကျွင်းတွေနဲ့အမေရိကမှာတစ်ချိန်ကတွေ့ရှိခဲ့မှုတဲ့6ပေကျော်အယိုးစုသတင်းတွေဟာလူကောင်ကြီးတွေရှိခဲ့ကြောင်းအငင်းကွာစရာဖြစ်လာစေပါတယ်။အန်အောအဆောက်အဦများပီရမစ်တွေနဲ့ Stonehenge လိုအေယာမအကြောက်တုံးကြီးတွေကိုတာမန်လူတွေဘလို့တည်ခဲ့တယ်လဲဆိုတဲ့မေးခွန်းကလည်းလူကောင်ကြီးတွေရှိခဲ့မလားဆိုတဲ့ယူဆချက်ကိုအားကောင်းစေပါတယ်။သိပ္ပံပညာအရာအခိုင်အမာမသက်သေပြနိုင်သေးပေမဲ့ဒီလူဝက်ချက်ဟာတမိုင်းဥခိရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးပဟေးလေးတစ်ခုဖြစ်နေစေပါပဲ။တင်ကောလူကောင်ကြီးတွေတကယ်ရှိခဲ့တယ်လို့ယုံပါသလား။